ဒီဗီဒီယိုကြည့်နေတဲ့သူကနှုတ်မှတ်တတ်တဲ့သူလားဒါဆိုရင်တော့ဒီဗီဒီယိုကတဲ့အတွက်ပါနှုတ်မှတ်တယ်ဆိုတာမှတ်ထားရုံနဲ့မပြီးပါဘူးအလွယ်တကူပဲပြန်ချနိုင်ရမယ်တစ်ခုနဲ့တစ်ခုချိတ်ဆက်နိုင်ရမယ်ကိုမှတ်ထားတဲ့ note တွေကအလုံးစုံဆုံးဖြစ်ဖို့ကတော့အဓိကပါပဲဒီနေ့မှာအသုံးပြုပြသွားမယ် software ကတော့ Obsidian ပဲဖြစ်ပါတယ် Obsidian ကအတူတခုရှင်းစီကိုရှိတ်ဆက်သေးတယ်သူ့အဖြစ်အသုံးချလို့ရပါတယ်ဒါကြောင့်လည်း Obsidian ကို no လို့မခေါ်ကြပါဘူးကို့အသွေးတွေကိုတင်ထားပေးနိုင်တဲ့ဒုတိယဦးနောက်လို့တင်စားခေါ်ကြပါရ Open source ဖြစ်လို့ developer တွေကလည်း free သုံးလို့ရအောင် plugin တွေလည်းထောက်ပံ့ထားပါတယ်ဒီနေရာမှာလည်း download ဆွဲနိုင်ပါတယ် OS အဆုံးရှိပါတယ် Android က Windows က Mac က Linux ကအဆုံးဆွဲလို့ရပါတယ်ဒီမှာဆိုရင် Windows သမားရဲ့အတွက် download ဆွဲလို့ရပါတယ်ကျွန်တော်ကတော့မဆွဲတော့ပါဘူး Obsidian က Open source free သုံးလို့ရပါတယ်ဒီနေရာကကိုကြီးထားတဲ့ note တွေအားလုံးကိုတင်ထားပြတဲ့နေရာလေးပဲဖြစ်ပါတယ် plugin တွေထပ်ထည့်ရှင်ရင်တော့ setting ထဲဝင်ရပါမယ် community plugin ဖြစ်တဲ့ calendar ကိုဒီမှာ install လုပ်ပြပါမယ်ဒီထဲကိုဝင်လိုက်ပါမယ် calendar ဆိုပြီးတော့ plugin လေးကို install လုပ်လိုက်မယ်ဒီမှာဆိုရင်သူအသုံးပြုပုံတွေကိုပြောပြထားပါတယ် Obsidian ကို browser တွေမှာလည်း extension အနေနဲ့ထည့်သုံးလို့ရပါတယ် work caliber အနေနဲ့သုံးရင်တော့ click တစ်ချက်နှိပ်လိုက်တာနဲ့အလွယ်တကူပဲနှုတ်မှတ်နိုင်မှာဖြစ်ပါတယ် extension work caliber ကိုအသုံးပြုပြီးတော့ YouTube ဗီဒီယိုတစ်ခုကိုနှုတ်မှတ်ပြပါမယ်ဒါဆိုရင်တော့ပြင်တောက်ရတဲ့ extension ကိုနှိပ်လိုက်ပါမယ် up to Obsidian ဆိုအောင်နှိပ်လိုက်ရင်တော့အခုလိုပဲ software ထဲမှာအလွယ်တကူပဲနှုတ်မှတ်ပြီးတာဖြစ်သွားပါပြီနှုတ်မှတ်တဲ့ app တွေထဲမှာဒီတစ်ခုကတော့အတော်လေးကျန်းပါတယ်လက်တော်နဲ့နှုတ်မှတ်တတ်သူဆိုရင်ဒီ software ကိုအနည်းဆုံးတစ်ခါလောက်စမ်းသုံးကြည့်ပါနှုတ်မှတ်တာမကအသွေးတွေကိုချိတ်ဆက်ပြီးတဲ့ဒုတိယဦးနောက်အနေနဲ့ပါအသုံးပြုလို့ရပါတယ်